ကြတယ်။ဒါပေမဲ့ဒီလူကတော့ထိုင်နေရင်းနဲ့ကြက်ကြော်နဲ့ဘီယာအကြောင်းမတွေးမိအောင်အတင်းအကျပ်ထိန်းချုပ်နေခဲ့တယ်။ဒီလိုသာဆက်သွားနိုင်ရင်သူဟာငွေ9 သိန်းစုမိပြီး24 နာရီအပြင်ထွက်ခွင့်ရမှာဖြစ်လို့ပါ။သူအပြင်ထွက်ချင်ရတဲ့ရည်ရွယ်ချက်ကတော့မြေအောက်ကက်စီနိုမှာဖဲကစားဖို့ပဲဖြစ်ပါတယ်။အဲ့ဒီမှာဒေါ်လာ10 သန်းနိုင်အောင်ကစားပြီးအကျွေးတွေကိုဆက်ပစ်မယ်။မဟုတ်ရင်တော့နောက်ထပ်15 နှစ်ကြာအောင်အလုတ်ကျန်းဆက်လုပ်ရတော့မှာပါ။စူပါမားကတ်ထဲမှာအယူမူဈေးဝယ်နေကြတဲ့အဖော်တွေကိုသူကအထင်သေးနေခဲ့တယ်။ဘာလို့လဲဆိုတော့စူပါမားကတ်ကဘီယာတပူးဟာ9000တောင်ပေးရပြီးကြက်ကြော်တပူးကတော့9000တောင်ကျတင်လို့ပါပဲ။သူဟာစာလောင်မှုကိုအသေးအတန်အောင်ရဲထားပေမဲ့အစားအစာရဲ့မြုပ်ဆွယ်မှုတွေကသူ့ရဲ့စိတ်ဓာတ်ကိုပေါ်ရွက်စိတ်တွေလိုတရဇက်ကြိုက်ခဲတိုက်စားနေခဲ့တယ်။အဲ့ဒီအချိန်မှာဆိုင်ရှင်ကရုတ်တရက်ချင်းကပ်လာပြီးသူ့ကိုအလကားဘီယာတပူးကမ်းပေးလိုက်တယ်။ပြင်းထန်တဲ့မြုပ်ဆွယ်မှုအောက်မှာနောက်ဆုံးတော့သူလဲဘီယာကိုတောက်လိုက်မိပါတော့တယ်။ဒါပေမဲ့ဘီယာတပူးလေးနဲ့သူ့ရဲ့လောဘကမပြေဝခဲ့ဘူး။ဘေးကလူတွေအသားတွေကိုအားရပါရစားနေကြတာကိုမြင်တော့သူ့ရဲ့အလိုရမတ်တွေအကုန်နိုးထလာခဲ့တယ်။စူပါမားကတ်ထဲတနက်မတ်သွားပြီးဘီယာတွေဝယ်လိုက်တယ်။ကောင်တာကလည်းအဲ့ဒီအခွင့်အရေးကိုအသုံးချပြီးဘီယာနဲ့တွဲဖက်စားဖို့တွေထပ်မြုပ်ဆွဲပြန်တယ်။အဲ့ဒီအချိန်မှာသူကသတိနည်းနည်းရှိသေးလို့9000 တန်ကြက်ကြော်ကိုမရွေးပဲ900 တန်အာလူးကြော်တစ်ထုပ်ပဲဝယ်ခဲ့တယ်။ဒါပေမဲ့ဆိုင်ရှင်ကသူ့ကိုတမင်လမ်းမအောင်တွေးဆောင်ပြီးတကယ်လို့ငွေစုကျင်နေဆိုရင်စိတ်ဖိစီးမှုလျှော့ချနည်းကိုအရင်တင်ယူရမယ်လို့ပြောလိုက်တယ်။စိတ်ဖိစီးမှုတွေအယမ်းများလာရင်ငွေစုမဲ့အစီအစဉ်ကိုထိခိုက်နိုင်တယ်လို့ပြောတာကိုသူကတုတ်တုတ်မြမလွဲယုံကြည်သွားခဲ့တယ်။2 နှစ်ခွဲကြာအောင်